ဂျာရက်ဂစ်လမ်ပတ်အိုဇီလ်ဒီဘရိုင်းကန်ဝင်ရဲ့စံချိန်ကိုချိုးဖျက်မဲ့ဘရူနိုကဘာလို့ချန်ပီယံမဖြစ်တာတောင်မှ PFA ကောင်းဆုံးဆုကိုရသင့်တာလေဘရူနိုဖာရန်တက်စ်ကပရီးမီးယားလိချန်ပီယံမဖြစ်ဘဲနဲ့ဘာကိစ္စ PFA တနစ်တာအကောင်းဆုံးကစားမဆုကိုရရှိရမှာလဲလို့မေးခွန်းထုတ်ကြသူတွေရှိကြပါတယ်ဒါပေမဲ့ပြောမစောပါနဲ့ဦးဘာကြောင့်ဘရူနိုဖာရန်တက်စ်ကဒီဆုကိုရတင်လဲဆိုတာအချက်လက်တွေအကျိုးအကြောင်းတွေနဲ့ရှင်းပြပေးသွားပါမယ်ဘရူနိုကဒီယာဒီမှာသူ့ရဲ့ကစားမဘဝတစ်လျှောက်အကောင်းဆုံးလို့ပြောလို့ရတဲ့ဂိုးဖန်တီးပေးမှုစွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတာပါဒါအပြင်သူကြော်ဖြတ်မဲ့ကနဝင်စံချိန်တွေကလည်းအများကြီးရှိလို့နေတာပါဘရူနိုကပရီးမီးယားလိ30ပွဲကစားထားပြီးတော့ရှစ်ဂိုးသွင်းကစကောဂိုးဒီဖန်တီးပေးထားနိုင်တာပါဒါကဘရူနိုအနေနဲ့တရားဒီတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်တင်ထားတဲ့တရားဒီအုံနီနဲ့ကီဗင်ဒီဘရိုင်းတို့ရဲ့ဂိုးဖန်တီးမှု20ချိန်ဆိုတဲ့စံချိန်ကိုချိုးဖျက်ဖို့အတွက်တကြိမ်သာလိုတော့တဲ့အနေအထားဖြစ်ပါတယ်ဒီနေရာမှာထူးခြားချက်ကဘရူနိုကဒီယာဒီစပထမ9ပွဲမှာဂိုးဖန်တီးမှုတစ်ချိန်မှမရှိခဲ့တာပါဒါပေမဲ့အောက်တိုဘာလ19ရက်နေ့လီဗာပူးနဲ့ပွဲကနေစတင်ပြီးနောက်ဆုံးကစားခဲ့တဲ့24ပွဲအတွင်းမှာတင်ဂိုးဖန်တီးမှု19ချိန်ထိရှိခဲ့တာကြောင့်သူကပွဲတိုင်းလိုလိုမှာဂိုးဖန်တီးပေးနိုင်တဲ့နှုံတာကိုပိုင်ဆိုင်သွားတယ်လို့ဆိုရမှာပါသူကဒီယာဒီမှာတတင်လုံးအတွက်အခွင့်အရေးပေါင်း144ချိန်ထိဖန်တီးပေးထားပြီးတော့ဒါကဒုတိယနေရာကဒီကလန်ရိုက်စ်နဲ့ဒိုမီနစ်ဆိုဝစ်လိုင်းတို့ရဲ့62ချိန်ထက်52ချိန်ပိုများနေတာဖြစ်ပါတယ်ဘရူနိုရဲ့နောက်ထပ်စံချိန်တစ်ခုကတော့ဝေးကွင်းမှာဂိုးဖန်တီးမှုစံချိန်ဖြစ်ပါတယ်သူကဒီယာဒီဝေးကွင်းပွဲစဉ်တွေမှာဂိုးဖန်တီးမှု9ချိန်ထိပြုလုပ်ထားပြီးဒါက2001-2002ရာသီမှာ Ryan Giggs တင်ထားတဲ့10ချိန်ဆိုတဲ့စံချိန်ကိုကျော်ဖြတ်ကာညတက်ကစားမတဦးရဲ့တရားဒီတွင်ဝေးကွင်းဂိုးဖန်တီးမှုအများဆုံးဆိုတဲ့စံချိန်တစ်ကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်ဒါလည်းမကသေးဘဲနဲ့သူကဒီယာဒီမှာဒေးဗစ်ဘက်ခန်ရဲ့တရားဒီတွင်ဂိုးဖန်တီးမှု15ချိန်ဆိုတဲ့စံချိန်ကိုလည်းကျော်ဖြတ်ထားနိုင်ခဲ့ပါပြီဘရူနိုရဲ့ဒီယာဒီဖောက်ထွက်လာတဲ့ခြေစွမ်းကဂါရစ်ကြောင့်လည်းပါပါတယ်ဂါရစ်ကဘရူနိုကိုသူ့ကြိုက်ဆုံးဖြစ်တဲ့နံပါတ်10နေရာမှာပြန်လည်ထားရှိခဲ့ပြီးလွတ်လပ်စွာနဲ့လှုပ်ရှားသွားလာခွင့်ပေးခဲ့တာပါဂါရစ်ကဘရူနိုကိုအလဲမာရင်ရပ်မနေဘဲနဲ့ကွင်းရဲ့ညာဘက်ချမ်းနေရာလွတ်တဲ့စီကိုထွက်ပြီးတော့တိုက်စစ်ဆင်မှုညွှန်ကြားခဲ့တာပါအဲဒီပြောင်းလဲမှုဟာထိရောက်ခဲ့ပြီးတော့ဂါရစ်တောင်ယူပေးခဲ့တဲ့ပထမဆုံး73ပွဲအတွင်းမှာဘရူနိုကဂိုးဖန်တီးမှု17ချိန်ထိပြုလုပ်ထားနိုင်ခဲ့တာကြောင့်ဒါကဥရောပထိပ်တန်းလိ5ခုစလုံးမှာအရီကာလာတွင်အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တာပါကာရီရဲ့လက်ထက်မှာဘရူနိုကဂိုးဖန်တီးမှုပိုင်းနဲ့မကဘဲနဲ့အသင်းကိုဦးဆောင်နိုင်မှုပိုင်းမှာလည်းတည်တတ်တာပဲတိုးတက်လာခဲ့ပြီးတော့မလာအတွက်ပရီးမီးယားလိတလားတာအကောင်းဆုံးစားမဆုကို6ချိန်မြောက်ဖြစ်ဆွတ်ခူးနိုင်ခဲ့တာကရိုနယ်ရဲ့စံချိန်ကိုပါအမိလိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဘရူနိုတယောက် PFA တနစ်တာအကောင်းဆုံးကစားမဆုကိုရရှိတဲ့နယ်လို့ပြောရတဲ့အကြောင်းရင်းတွေထဲမှာသူကအဆင့်3သို့မဟုတ်အဆင့်4ဝန်းကျင်သာရရှိမဲ့ United အသင်းကိုတကူတော်အခြေစွမ်းနဲ့ပဲဆွဲတင်ပေးနေလို့ဖြစ်ပါတယ်လူအများစုကဒီဆုကိုချန်ပီယံအသင်းကပဲရရှိရမယ်လို့ထင်ကြပေမဲ့သမိုင်းမှာအသင်းကချန်ပီယံမဖြစ်ပေမဲ့တဝချင်းခြေစွမ်းထူးထူးခြားခြားကောင်းမှုကြောင့်ဆုရရှိခဲ့တဲ့တာရကတွေအများကြီးရှိခဲ့တာပါအနည်းဆက်ဆုံးဥပမာတွေနဲ့ပြောရမယ်ဆိုရင်တော့ဆာလာဒီဘရိုင်းဂါရက်ဘေးလူဝစ်ဆော်ရနဲ့ဘန်ပါစီတို့ကအသင်းကချန်ပီယံမဖြစ်ခဲ့ပေမဲ့တဝချင်းခြေစွမ်းကောင်းလွန်းတာကြောင့်ဒီဆုကိုရရှိခဲ့ဖို့ကြတာဖြစ်ပါတယ်အထူးသဖြင့်တော့1998-1999ရာသီတုန်းကဒေးဗစ်ဂျီနိုလာကစပါတင်အဆင့်7ပဲရခဲ့ပေမဲ့ဒါနဲ့တူတူဖလား3လုံးချန်ပီယံဖြစ်ခဲ့တဲ့ကစားမတွေကိုကြော်ဖြတ်ပြီးတော့တဝချင်းခြေစွမ်းကောင်းလို့အရီဆုကိုရခဲ့မှုတာဖြစ်ပါတယ် PFA တနစ်တာအကောင်းဆုံးကစားမဆုအတွက်ဘရူနိုနဲ့တူတူအဓိကပြိုင်ဆိုင်နေကြသူတွေကတော့ Rice နဲ့ Haaland တို့ပါပဲရာသီတစ်ဝက်လောက်ထိ Declan Rice ကရေပန်းစားဆုံးဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ဘရူနိုကသာရေပန်းစားမှုထိပ်ဆုံးကိုရောက်လာခဲ့တာပါ Rice က Arsenal ရဲ့ကွင်းလယ်မှာအင်ဂျင်တစ်လုံးလိုကစားခဲ့ပြီးတော့အသင်းကိုချန်ပီယံဆုအတွက်တိုက်ပွဲဝင်နိုင်အောင်လို့ကူညီပေးခဲ့တာပါသူကပရီးမီးယားလိမှာ4ဂိုးသွင်း5ဂိုးဖန်တီးထားပြီးတော့ပေးပုံမှုတိကျချက်89%ကျော်ရှိပါတယ်။ဒါပေမဲ့ရာသီဆုံးသက်ပိုင်းမှာအာဆနယ်ရဲ့ခြေစွမ်းကျဆင်းမှုနဲ့တူ Rice ကိုယ်တိုင်လည်းပွဲပန်းလာတာကြောင့်ဖြစ်ပါတယ်။တပတ်မှာဟာလန်ကလည်း24ဂိုးထိသွင်းထားပေမဲ့နောက်ပိုင်းပွဲတွေမှာတာမန်ထက်မပိုဘူးဖြစ်နေပါတယ်။ဘရူနိုကို PFA ဆုပေးတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူ့ရဲ့ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။ရတဲ့ဟာဒီယာဒီမှာနေပြအပြောင်းလဲတွေရလက်ပိုင်းဆိုးဝါးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဘရူနိုကအမြဲတမ်းအသင်းရှိကနေမမမတ်ရက်တီပေးခဲ့တာပါ။ဘရူနိုကအသင်းရလက်ဆိုးဝါးတဲ့ချိန်တိုင်းမှာလည်းမီဒီယာတွေရှေ့ကိုထွက်ပြီးတော့တာဝန်ယူတတ်တဲ့လေ့ကျင့်ရှိတာပါ။ဒါ့အပြင်သူကတပွဲကိုပြေးလွှားဆုံးကစားမတူဖြစ်တယ်လို့ကွင်းထဲမှာလည်းကစားမတိုင်းကိုလှုံ့ဆော်ပေးနေတဲ့သူလည်းဖြစ်ပါတယ်။ PFA တနစ်တာအကောင်းဆုံးကစားမဆုကဘရူနိုအတွက်အထိုက်တန်ဆုံးဆုတစ်ခုဖြစ်လာဖို့အတွက်အခြေအနေတွေအားလုံးကပေးနေပါတယ်။သူတင်ရှိထားခဲ့တဲ့စံချိန်တွေဖန်တီးမှုတွေနဲ့အသင်းပေါ်လွှမ်းမိုးနိုင်မှုတွေကတခြားဘက်ကစားမနဲ့မှမရှင်နိုင်အောင်ကိုမှထင်ရှားနေတာဖြစ်ပါတယ်။ဒီလိုစံချိန်တွေအထက်ထက်ချိုးထားတင်ထားနိုင်တဲ့အတွက်ဘရူနိုနဲ့ဒီဆုကိုပြိုင်ပွဲမရှိရသင့်နေတာလည်းဖြစ်ကြောင်းပါခင်ဗျာ။